ဆီယန်ချအင်အားဝေချေဖြစ်ပါတယ်ဆီယန်ချအင်အားဝေချေစနစ်ဖြစ်ပါတယ်ဆီယန်ချအင်အားဝေချေဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရှေ့မှာရှိတဲ့ဆိုင်ကယ်၃စီးလုံးကတော့နေဝေးက customer တွေက Viber video ကိုကြည့်ပြီးဝယ်အားပေးတဲ့ဆိုင်ကယ်၃စီးဖြစ်ပါတယ်ဆီယန်ချပြီးတော့အင်အားဝေချေပို့ဆောင်ပေးရမယ်ဆိုင်ကယ်၃စီးဖြစ်ပါတယ်ခင်ဗျာเนาะကျွန်တော်ဆိုင်ကယ်လေးတွေမိတ်ဆက်ပေးပါမယ်ဒီဘက်ကဆိုရင် Kawasaki Z300 ဖြစ်မယ်ကျွန်တော်လည်း Yablet line လေးပါဝင်ပြီးသားဟိုမှာတောင်ကြီးမြို့ကိုဆီယန်ချအင်အားဝေချေစနစ်နဲ့ပို့ဆောင်ပေးရမှာဖြစ်ပါတယ်ဒီကောင်လေးကတော့နောက်2ရက်3ရက်နေတောင်ကြီးသားလေးဖြစ်သွားပါပြီဗျာเนาะအလဲကောင်က Ducati Super Sport ကြီးကတော့ကျွန်တော်တို့ ARV တိုင်းမျိုးကိုARV တိုင်းကိုဆီယန်ချအင်အားဝေချေစနစ်နဲ့ပို့ဆောင်ပေးရမယ်ဆိုင်ကယ်ကြီးလည်းဖြစ်ပါတယ်ဝယ်ယူတဲ့ customer တော့ဈေးတန်းအရန်တန်ပါတယ်ဗျာเนาะဒီ customer ကတော့ကျွန်တော်စီကိုဒါ2စီးပြောင်းဝယ်အားပေးခြင်းဖြစ်ပါတယ်ပထမတစ်စီးက650တစ်စီးဝယ်ယူပေးတာဖြစ်ပါတယ်ဒါကတော့ဒုတိယကြိမ်မြောက် Ducati Super Sport ကြီးကိုဝယ်ယူအားပေးတာပဲဖြစ်ပါတယ်ဆီယန်ချအင်အားဝေချေစနစ်နဲ့ပို့ဆောင်ပေးပါမယ်ဖြစ်ပါတယ်ခင်ဗျာเนาะနောက်ထပ်တစ်စီးကတော့ကျွန်တော်တို့ Viber video call လေးပဲကြည့်ရအောင် Viber video call ကြည့်ပြီးတော့ဆီယန်ချပြီးအရောက်ကိုချေပို့ဆောင်ပေးရမှာပဲဖြစ်ပါတယ်ဒီဆိုင်ကလေးကတော့ FZ 250ဒီဆိုင်ကလေးလုံးဝဈေးတက်တန်လေးနဲ့ရရှိသွားတာဖြစ်ပါတယ်85သိန်းဝန်းကျင်နဲ့ရသွားတာပဲဖြစ်ပါတယ်ပြင်းဦးလွင်မျိုးကိုပို့ဆောင်ပေးရမှာပဲဖြစ်ပါတယ်ဆီယန်ချအရောက်ကိုချေစတင်နဲ့ဝယ်ယူအားပေးသွားတဲ့ customer တွေပဲဖြစ်ပါတယ်၃စီးလုံးဝယ်ယူအားပေးတာပဲဖြစ်ပါတယ်ကဲနေဝေးညီကိုပိတ်တွေလည်းကျွန်တော်တို့ရဲ့ကျွန်တော်တို့ခုလိုယုံကြည်မှုတွေရှိတဲ့နေဝေးက customer တွေအတွက်လည်းဆီယန်ချအင်အားဝေချေစနစ်ဝန်ဆောင်မှုလည်းရှိနေပါပြီဆိုတဲ့အကြောင်းဒီဗီဒီယိုလေးနဲ့ညီကိုပိတ်တွေကိုမိတ်ဆက်ပေးလိုက်ပါတယ်ကဲဘာပိတ်နေပဲလို့ကျွန်တော်ရဲ့ computer manager showroom ကိုတတိယလိုက်ပါနေဝေးညီကိုတွေအတွက်ယုံကြည်စိတ်ချရတဲ့ဆီယန်ချအင်အားဝေချေစနစ်ဝန်ဆောင်မှုပေးနေပြီဆိုတဲ့အကြောင်းညှောင်းဝေပေးလိုက်ပါတယ်အားလုံးကျေးဇူးထူးပါခင်ဗျာ